ဆက်ယူရင်ယူမယူလို့ရှင်တော့ဒီပတ်စံသိန်းတရားသူဆုံးရှုံးသွားမှာပဲဘာဖြစ်လို့လဲဆိုတော့မနေ့ကမိုးနဲ့ကိဖင်တက်ရှိနေတဲ့အမြဲတမ်းခင်နေတဲ့ပေါ့နော်တခုခုသူတို့ဝယ်ကန်နီးတိုင်းကိုနဲ့အမြဲလှမ်းပြီးတော့တိုင်ပင်ပြီးတော့အဲ့လိုပြောဆိုပြနေတဲ့အတိအမတယောက်ကမိုးစီကိုဖုန်းဆက်လာတယ်အစကတော့သူကဒီမိုးကျင်ညာနေတဲ့ကွန်ဒိုရီဗီလာတွေရှိရပေါ့နော်အဲ့ဒါတွေကိုသူဒါအစတော့သူဝယ်မလို့ပေါ့ဝယ်မလို့စဉ်းစားလိုက်တဲ့ခါမှာသူသုံးချင်တဲ့ဘတ်ဂျက်နဲ့ဒီဟာတွေကကြာနည်းနည်းလေးဈေးကွာနေတယ်ဟုတ်တော့လဲဟုတ်တယ်ပေါ့နော်ဒီမိုးတို့ရောင်းနေတဲ့ကွန်ဒိုရီဗီလာတွေကြတော့လဲမိုးတို့ကိုယ်တိုင်လဲတေချာပြီးတော့ခိုင်ခက်နေတကယ်တေချာတွေဆိုမှလဲကိုယ်တိုင်ရောင်းပေးနေတာဖြစ်တဲ့ကြောင့်မလို့အပြင်အိမ်ချန်မြင်နေတော့လဲဘယ်တူပါမလဲဘတ်ဂျက်နဲ့ကိုက်ညီမဲ့ရှိမဲ့ဟာလေးတွေကိုထပ်ပြီးတော့သူရှာဖွေကြည့်ရဲတဲ့ရှာဖွေကြည့်ပြီးတော့တခြားမှာတော့ဝယ်ဖြစ်သွားတယ်ဒါပေမဲ့အမညီမလေးနဲ့လှမ်းပြီးတော့တိုင်ပင်တာပေါ့နော်တိုင်ပင်တဲ့အကြောင်းရင်းကဘာလဲဆိုတော့သူရဲ့ဆယံချပြီးသွားတော့မှာတဲ့ဒီမြေကိုသူမကြိုက်တော့ဘူးပေါ့ဆားရဲဆားရမ်းပိုင်းနေစစ်ကြည့်ရဲ့ခါမှာလွှဲချက်လေးတွေရှိနေတယ် clear ဖြစ်တယ်လို့မခံစားရဘူးပေါ့နော်ဆိုတော့အဲ့အတွက်ကြောင့်မလို့နောက်တစ်ခါကျတော့သူနည်းနည်းဆယံချလောသွားတဲ့ပုံမှာပဲအဲ့တော့အခုမှပေါ့နော်သူဆယံသိန်း100ချလိုက်မိရဲတဲ့အဲ့သိန်း100ကိုသူ့အနေနဲ့ဘယ်လိုမျိုးရအောင်လို့ပြန်ယူလို့ရမလဲတဲ့ညီမလေးပေါ့နော်တိကျွမ်းတဲ့ရှင်းနေတွေပါရှိလားဒါမှမဟုတ်လို့ရှင်လေညီမလေးအနေနဲ့ဘယ်လိုမျိုးအမောက်ပြန်လုပ်ပေးနိုင်လဲအကြံလေးပေးနိုင်လားဆိုတော့မိုးရကြတော့အမှန်တိုင်းပြောမယ်ဆိုရင်တော့ကိုနဲ့ပေါ့နော်ချိတ်ဆက်ပြီးတော့ဝယ်ခဲ့တဲ့ customer ကိုနဲ့ချိတ်ဆက်ပြီးတော့ live ဝယ်တဲ့ customer မျိုးဆိုရင်တော့ဒီလို case မျိုးဖြစ်လာရင်ဆိုရင်တော့ကိုဘက်ကနေပြီးတော့တာဝန်ယူပြီးတော့ဖြည့်ရှင်းပေးတယ်တာဝန်ယူပြီးတော့လှုပ်ဆောင်ပေးတယ်ပေါ့နော်ကိုကူညီရမယ့်အပိုင်းတွေရှိရဆိုလို့ရှင်လည်း like ပြီးတော့ကူညီပြီးလှုပ်ဆောင်ပေးတယ်အရောင်းဝယ်တစ်ခုခုလှုပ်တော့မယ်အထူးသဖြင့်ဝယ်တော့မယ်ဆိုလို့ရှိရင်ကိုကအမြဲတမ်းပေါ့နော်ကိုလိုချင်တဲ့စိတ်နဲ့နောက်လူဝယ်မှာစိုးတဲ့စိတ်လိုချင်တဲ့စိတ်နဲ့အများဆုံးပြည့်စုံချပြီးဝယ်လိုက်တဲ့သူတွေရှိတယ်ဆိုတော့သူ့ရဲ့စာချုပ်ကိုလည်းမိုးကဒါဆိုလို့ရှိရင်အမားရဲ့စာချုပ်လေးမို့ပို့ပေးလို့ရမလားမို့တစ်ချက်ဖတ်ကြည့်ခြင်းနဲ့ဆိုပြီးတော့ပို့လာတဲ့ခါမှာလေဒီစာချုပ်ထဲမှာလေဒီစံရံငွေ300နဲ့ပတ်သက်ပြီးတော့ပြန်အမ်းပေးပါမယ်ဆိုတော့စာဆောင်မျိုးလေးထည့်ထားမျိုးလေးမရှိဘူးပေါ့ဒီရဲ့အတွက်ကြောင့်မလို့အမဒါဆိုလို့ရှင်တော့အမဒီမြေကိုပေါ့နော်တေးသေးချာချာလေးစီပြန်တို့အိုးအိမ်တို့မှာတေချာသွားစစ်ပြီးလို့ရှိရင်တေချာရဲဆိုရင်တော့လေဒါယူမယ်ဒီမျိုးယူဖို့ဆုံးဖြတ်လိုက်တယ်ဆိုရင်တော့ဒီသိန်း100ဆုံးရှုံးမှာတော့မဟုတ်ဘူးပေါ့နော်အခုကတော့ဒီအမရဲ့အခြေအနေကတော့သူ့အနေနဲ့သူဒါကိုဆက်ယူရင်ယူမယူလို့ရှင်တော့ဒီပတ်စံသိန်း100သူဆုံးရှုံးသွားမှာပဲဘာဖြစ်လို့လဲဆိုတော့စာချုပ်စာတမ်းမှာကသူကဘယ်လိုမျိုးချုပ်ဆိုရလဲဆိုပုံမှန်အရက်စာချုပ်လိုပုံစံမျိုးပဲပေါ့နော်ဒီပြောမဆိုမိုးတို့အခေါ်ပြောမဆို ready made ပုံစံမျိုးပေါ့စာချုပ်ဖောင်လုပ်ထားတဲ့ဟာကိုပဲဝယ်ဖြစ်ပြီးတော့သိန်း100ကိုကဒီအကြောင်းကြောင့်ပေါ့နော်ဒီမျိုးကိုဆက်ပြီးတော့မဝယ်ပြတော့လို့မယူပြတော့ဘူးဆိုလို့ရှင်တော့လေဒီငွေစံရံငွေသိန်း100ဆုံးရှုံးမှာပေါ့ကိုကြိုက်တဲ့မြေတစ်ခုတွေ့လို့ဝယ်တော့မယ်ဆိုလို့ရှင်စံရံကြီးတန်းပေးတာမျိုးမဟုတ်ဘဲနဲ့စံရံငွေကိုပေါ့နော်စတိအနေနဲ့ပြောမဆိုမင်္ဂလာစံရံချတဲ့သဘောလေးနဲ့စတိလေးပဲအရင်ချတင်တယ်အဲ့ဒီစတိဆိုတဲ့အမောင်က20လဲဟုတ်မယ်30လဲဟုတ်မယ်50လဲဟုတ်မယ်100လဲဟုတ်မယ်ပေါ့နော်ဒါပေမဲ့